မင်္ဂလာပါမြို့တို့ရေမြန်မာနိုင်ငံကိုရောက်နေမြန်မာနိုင်ငံကနေပြီးတော့ဒီနိုင်ငံချင်းကိုထွက်လာတာမြန်မာမိန်းကလေးတွေနိုင်ငံချင်းမှာဘလို့ဖြစ်နေကြလဲဆိုတာမာမုံကြီးတွေကဖြုတ်နေတာဒီမှာကိုလူမျိုးတွေကဖြုတ်ဖို့မရဘူးပတ်စံရှိလို့ဒါလားကတုံးကေကိုကြိုက်ပြီးဒါလားရှာလေးကိုကြိုက်လိုက်ပြီးကြည့်လိုက်ကြအောင်နော်အခုလိုဝေးနေတဲ့အချိန်မှာသူ့ကိုမလွမ်းဘူးလားတဲ့ကျွန်တော်အဲ့ရဘေးမှာဖုန်းအမြဲတမ်းရှိတယ်အဲ့ဖုန်းရဲ့ wallpaper ပေါ်မှာသူအမြဲတမ်းရှိတယ်ကဲပြောဝေးနေရဆိုတာဘာမှလဲဘောတွေကဘလို့ရှင်းပြပြီးတော့ဘလို့ပြောပြရမလဲမသိတော့ဘူးကိုတွေကနိုင်ငံကျော်ရောက်လာတဲ့ခေကကုံတော့ပြီဒါပေမဲ့မြန်မာပြည်ပြည်တဲ့တနေ့ကျရင်မြန်မာပြည်မှာဘလို့မြန်မာနိုင်ငံကလောက်ကျော်ရောမိမတွေရောဘလို့ဖြစ်နေကြလဲဆိုတာကိုပြောပြဖို့ခက်တော့ပြီမြန်မာပြည်ရောက်ပြီးမှပြန်ပြောပြဖို့အတွက်စာအုပ်တက်တောင်းလုပ်ထားရအောင်ပါဘောတွေကကြုံလာတဲ့ပြန်လူတွေကလေတော့ကရောက်ပြီးလော့ကတယ်ကိုစိတ်ညစ်နေကြတာပဲနော်